လူဘဝမှာရုပ်အစဉ်အင်္ဂါဘလောက်ပဲချောချောပစ္စည်းဥစ္စာတွေဘလောက်ပဲပေါ်ပေါ်အရေးကြီးဆုံးကစိတ်ကောင်းနှလုံးကောင်းရှိဖို့ရပိုအရေးကြီးတယ်လို့ဆိုစိတ်ကောင်းနှလုံးကောင်းဆိုတာဟာရှားပါပစ္စည်းလို့ပြောရမှာဖြစ်တယ်လူတွေကမလှလှအောင်ဝတ်စားစေမှုနဲ့လုပ်လို့ရတယ်ဒီကနေ့ခေတ်မှာဆိုရင်ပြမယုတ်ကြီးကိုငွေကြေးတနာအကုန်ကြခံပြီးတော့ပြုပြင်ကြတယ်မလှတာကိုလှအောင်ပြင်ကြတယ်သို့တော့လှမှုမလှမှုဟာအပြင်ရုပ်ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စိတ်နှလုံးနဲ့ပတ်သက်နေတယ်ဆိုတာကိုတတိထားမိတဲ့ပုဂ္ဂိုလ်ကအနည်းဆုံးပဲသူနည်းစုဖြစ်တယ်မြတ်စွာဘုရားအဆုံးအမမှာရုပ်ကိုပြင်းနေုံနဲ့